ဖွားကြီးနဲ့အသေးလေးများကမ္ဘာသတင်းပရိသတ်ကြီးရှင်အခုအပြင်မှာနင်းမုန်တိုင်းများတိုက်ခတ်နေပါရဲ့ရှင်ဒါကြောင့်ယနေ့အပြင်မထွက်ကြဖို့ပြောချင်ပါတယ်ရှင်ကျမကဆင်ခဲ့ပါရှင်ဟဲဟုတ်လားဒါဆိုလဲဒီနေ့တစ်နေ့လုံးအပြင်မထွက်ပဲအိတ်နေအောင်မှာန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 ာအာယိုချမ်းလိုက်တာဒီဘူစံတိုက်ဆိုမဖြစ်ဘူးနေကြမမရှားမယ်ဖိုင်လေစားနေပြီနင်းတွေနဲ့ငါမိတ်ကတပြက်ကုန်ပြီထင်တယ်မပြတ်ပါဘူးကျမက24နာရီခံပါတယ်ရှင်ပြန်လာတဲ့ခန်းကြီးကိုပြောတာပါနော်ဒီအိမ်နဲ့မြန်နေကြရအောင် let's go ဖိတ်စားရငါတို့ပဲလာပြီကောင်းလေဆွေအောင်လာကြဟဲ့ခွေးဘောက်ကနေဝင်ကြရအောင်အေးလူရှင်းနေဝင်လာတော့လာကြဟဲ့ဟိုမှာယေးဟဲ့ချက်ပေါက်လိတော့နေုံအထက်ကဘာလို့ရှိလဲတော့ကြည့်လိုက်အောင်မယ်မြက်လက်ဖိတ်စားလိုက်တော့ဟဲ့အေးပါHello Mr. Jerry ဘာတန်နေလဲဘာတန်နေပါလဲဝီကဲဝင်လာလို့ရပါပြီနော်လာပါပြီဝါဟဲ့နင်တို့ဖိုင်မစားကြဘူးလားစားရပေါ့ I'm so hungry ဒါဆိုလည်းတခုခုတော့စားကြစို့လေတခုရအောင် Yay happy ဝမ်းမယ်ဟဲ့ဟိုမကြည့်စမ်းဝါOh my god ဦးတို့ရင်စားလိုက်ဟေးဘာ No စစ်တောင်းလေဟာဟေးဟိုဂျယ်လီငါဟာနော်အမေဘာလဲအဲ့ဂျယ်လီမနေ့ကပဲကတ်ထားလိုက်စစ်တောင်းလေဦးတို့ယူဝဲစကောင်မဟေးစကောင်ရဟေးအားလုံးမေကျမကိုကြည့်ကြပါယေးဝါအရာလေးကောင်းလိုက်တာအေးကောင်းမှာပေါ့ငါရှင်းပေါက်ချတာလေအပါဟေးခေါက်ဆိုလေးကောင်းလိုက်တာအေးနော်ဒါရာရာရာဒါရာရာဂျန်ဂျန်ဒါရာဟဲ့နေဖက်လားနေဖက်မှာနေဖက်ပါပိုးခေါင်တွေယောအမလီကောပြီဘာတာလဲဟဲ့လူတွေဘယ်ရောက်သွား ਈ လဲအာယူဘိုက်ကမှတင်းသွားတာပဲဘယ်လိုလဲမအောင်ကြည့်နေဒီပိုးကောင်ကလူကောင်ရကဲပါဟဲ့ဒီကမလာနဲ့ဟဲ့ခလုတ်တိုက်သွားပြီဟဲ့တေးပြီကဲတေးပြီတော့ No ခဏနေပါအောင်ရှင်ဘာလဲဟိုခွက်ထဲမှာနှကောင်ဘာဟမ်ဒီဖေးမတာကောင်ဟင်္ဂလေးလာနေဖြည်းလာဘယ်ရောက်သွားမကုန်ဘူးလဲတွေ့လူကတော့ပြေးကြဟေးဒီမနောတကောင်ငါရဲ့ပန်ကိတ်ကိုစားပြီးအဲ့ရဲတယ်ပေါ့လေဘာလဲမကျင်းနဲ့ဘူးလားရှမ်းလိုက်တာဒီတောင်စားနေအောင်ဘယ်မလဲငါဟာထုံးမလားထုံးမလားယာတူရဲထုရဲဟာကဲလာဟဲ့အော်နေတော့ဒီထဲမှာနေတယ်ပေါ့အော်ငါအကြောင်းဒီတော့သိစေရမယ်တီဟယ်လိုတားရေအမေအတွက်ဘိုးကောင်တက်စီလေးပို့ပေးပါဦးရော့အမေအိုးကျေးဇူးပါကွယ်
ကဲသေဖို့တာပြင်တီတုံဟမ်ဒီချင်းမတူလဲဟာလာပြီဟဲ့ဘဲစက်သေးမနေနဲ့တီတုံဝီဘာကြီးလဲလိမ့်လာတာကဟမ်ပူရစီဟဲဒီပူရစီဘယ်နဲ့ဖြောက်ရမယ်ဟဲပူရစီတဲ့ဤကြောက်စရာကြီးလိမ့်တော့တုံရအောင်လိမ့်ထားတွန်းလိုက်မယ်ဒီထင်းမင်းကြောက်စရာကြီးဒီပိထားသိမယ်ပြီးရင်ခရရဲ့ရင်မွေးထည့်ကြရအောင်နှမျိုးစရာကြီးရော့ရင်မွေးထည့်ရပါပြီကိုရင်မွေးနဲ့နှမျိုးလိုက်တာအမလေးတကယ်ပါပဲလူရီဆိုဒီမှာလဲဟဲ့တခုခုဆိုပတ်စံချီဖို့ကြီးပဲကဲခဏကလှုပ်လက်စလေးအလုပ်ရအောင်မယ်ဟိုယေယုကဲကဲဘိုင်ပိုးကောင်လေးတို့စိတ်မကောင်းပါဘူး Fuck you ဟမ်ငါဖျားတာနေသွားလို့ထင်တယ်ရော့ဟဲ့ကြီးပဲ Fuck you မသေးဘူးဟာယာပြေးကြဟေးယာပြေးဟဲ့ပြည့်စိတ်လေးပြန်ငေါတဲ့သေးရနော်အေးဟဲ့ယာဟဲ့ဖိုင်လေးနဲ့ရန်ဖိုင်လို့မရလဲဟာ Oh my god ဟဲ့လာကြလွတ်သွားပြန်ပြီနေနော်ရေဒီတော့တခုခုလုံမဖြစ်မယ်ဟမ်အဲ့ဘာကြီးလဲဖိုင်လေဒီလိုကကန်တော့လေကဲအဖိုးရဲ့ဘာရီစားလို့ကြောက်နေနေရလဲကဲမိပြီရော့ငက်လာအိမ်ထဲမှာနေလိုက်တော့အဖိုးကြီးပဲဖက်ကျူဟဲ့ငါလက်သက်တဲ့ဒီမှာရော့ဖက်ကျူပဲကမာရီတီဟဲ့ဘယ်ဒီဖုန်းခေါ်ရလဲဟယ်လိုတာရေဒီညခရစ်စမတ်မှာပြန်လာမယ်မလားတာကိုမတွေ့ရတာကြတော့အရန်တွေ့ချင်နေပြီတာရဲ့ Sorry အမေဒီခရစ်တော့မပြန်လာနိုင်တော့ဘူးအလုပ်များနေလို့ပါဟမ်ရပါတယ်တာရဲ့ဒါဆိုလဲနောက်နေ့မှပေါ့ဒီခရစ်စမတ်လဲငါကြောက်သေးပါပဲမင်္ဂလာပါနဲ့ဖိုင်ရဲ့ကျွန်တော်တို့ရှိပါသေးတယ်ဒီခရစ်စမတ်မှာအတူတူဖြတ်တန်းကြရအောင်လေပါခရစ်စမတ်ညကဲနေတော့တောက်မဲ့ခွက်ဆိုင်မရှိလို့ရေတက်ဘူးကအဖုံနဲ့ကာဖေဖြော်လာတယ်ဟုတ်ကဲ့ရော့မုတ်လေးစားရှဲဟဲ့ဆိုင်လေးလူကြီးစားနေရလဲဟဲ့အဖွားရဲ့ဘာလို့မပြောနေရလဲပြောနေမြန်သေးတဲ့ဟဲ့အော်မလို့ပြောနေတီးခဲ့တဲ့အဲ့ဒါပြောနေပါလားဒီလိုပါပဲကွယ်တားလေးကိုလွမ်းလို့ပါဒါဆိုမဝမ်းနဲ့အောင်ကျွန်တော်တို့ကပြမယ်လေဟဲ့မစိုးပါဘူးလှုပ်စမ်းလာဝေါတီတုံဘာတူလဲရှင်တားလေးတရာတားရဲ့ပြောတော့အလုပ်များနေဆိုအမေကို surprise လုပ်ချင်လို့လိန်ပြောလိုက်တာပါဒီခရစ်စမတ်ညလေးမှာအမေကိုတယောက်တည်းအထီးမကျန်ခိုင်းစေချင်ဘူးလေအထီးမကျန်ပါဘူးကွယ်ဒီပိုးကောင်လေးတွေကအမေအဖော်ပြပေးနေရလေဟောပိုးကောင်လေးလားဟဲ့နင်းနေကြနေပြီဟမ်ဟုတ်လားဟုတ်ပါရဲ့ပုံမြင်လေးကတော့ပြီးပါပြီခရစ်စမတ်မဟုတ်ဘူးထူးခြားတဲ့နေ့လေးတွေမှာကိုချစ်တဲ့လူတွေကိုအချိန်ပေးပါဒါကတော့နောက်23ခရစ်စမတ်တုန်းကရေးထားတဲ့ကတ်တုံးလေးဖြစ်ပါတယ်အခုမှတင်ဖြစ်တာပေါ့နော်ကဲဒါဆိုရင်တော့ဒီလိုချစ်စရာကတ်တုံးလေးတွေကိုကြည့်ကျင်နေဆိုရင်တော့ဒီနေ့ friend survey လေးကိုစောင့်ကြည့်ပြကြပါအောင်ဘယ်လိုထူးဆန်းတဲ့ကတ်တုံးလေးဘယ်လိုမိုက်တဲ့ idea စညွှန်းနေနဲ့ပြန်လာအောင်လဲဆိုတာတော့စောင့်ကြည့်ပြကြအောင်နော်တတ